ဒီသားကိုတနေ့နည်းနည်းပြောကြည့်စို့ဆိုတဲ့ group ကနေပြီးတော့ဒီနေ့တင်ပြပေးမယ်သင်ခန်းစာလေးကတော့ည9နာရီကနေည12နာရီအထိကိုထိုင်းလို့ပဲလို့ပြောရလဲဆိုတာသင်ပြပေးမှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးည9နာရီကိုကြည့်ကြရအောင်ည9နာရီကိုထိုင်းလို့1ทุ่มถ้าฉันดูว่าสวยนะแต่เอากระเมียนทุ่มကိုအနောက်ကနေမလေးနဲ့ပိတ်ပြရမယ်ทุ่ม1ทุ่ม9နာရီလို့မပြောဘူးနော်7ทุ่มလို့မပြောဘူးနော်အဲ့ဒီနေရာမှာတိတိကျကျလေးမှတ်ပေးပါည9နာရီကို9ကိုဒီနေရာမှာ1နဲ့သုံးတယ်1ทุ่มလို့မဟုတ်ทุ่ม1နော်တိကျမှတ်ထားပါနော်ည8နာရီကို2ทุ่ม9နာရီကို3ทุ่ม10နာရီကို4ทุ่ม7နာရီကို5ทุ่ม12နာရီကိုเที่ยงคืนที่နဲ့ရဲ့အောက်မှာမြင်ထားရတဲ့အတွက်စကားလုံးနှလုံးကိုဆက်ဆိုရမယ်အနောက်မှာငါနဲ့ပိတ်တဲ့အတွက်เที่ยงคืนဆိုတာညတကပေါ့နော်ညကိုဒီနေရာမှာအတန်ဘယ်လိုထွက်လဲဆိုတော့ဆရာမကခါခွေနှချောင်းတွေခုလို့ပေးရတယ်ခုရဲ့အနောက်မှာနားလေးပါတဲ့အတွက်အတန်ထွက်လို့ရှိရင်ခုဟုတ်လားခုအဲ့တော့ခုရဲ့အပေါ်မှာပါလေးပါတယ်ညီမြချင်းလေးပါတဲ့အတွက်ဆရာမတို့ကနှခမ်းကိုမထော်ပါဘူးရှင်ရှာအနေအထားအတန်ထွက်ပေါ်အနေထားတူပါပဲမတူတာတစ်ခုကနှခမ်းထော်တာနဲ့မထော်တာလေးပဲကွာပါတယ်နှခမ်းထော်တာနဲ့အတန်တွက်ကနည်းနည်းလေးကွဲသွားတယ်အဲ့တော့နှခမ်းမထော်ရပါဘူးရှင်ခုလို့အတန်ထွက်တဲ့အခါမှာနှခမ်းမထော်ပဲနဲ့ထွက်ကြည့်ပါคืนเที่ยงคืนည7နာရီပြန်ပြောမယ်ည9နာရီကို1ทุ่มนะ7ทุ่มမဟုတ်เนาะ1ทุ่มည8နာရီကို2ทุ่มည9နာရီကို3ทุ่ม10နာရီကို4ทุ่ม7နာရီကို5ทุ่ม12นาရီကိုเที่ยงคืน1ทุ่ม2ทุ่ม3ทุ่ม4ทุ่ม5ทุ่มเที่ยงคืนဒီနေ့တော့ဒီလောက်ပါပဲရှင်ပြန်ပြီးတော့လေ့ကြည့်ကြပါအားလုံးတတ်တာပါရှင်